everyone ငါကရောက်လာတော့မြေပြန့်ဒေတာပဲကွာတောင်ဒေတာတော့မဟုတ်မြေပြန့်ဆိုတဲ့အတိုင်းပဲနော်အပင်တွေကတော်တော်ပေါ်တယ်အဲ့တော့ငါတို့အပင်တွေစခုံမယ်ငါနေမဲ့အိမ်တစ်လုံးစောင့်မယ်ဟိုကျွန်တော်လာပြီးတော့လာစော့တာဆိုတော့ကျွန်တော်ဒီမှာပလမန်ပေါ့မပမန်မောထည့်ထားတယ်ဒီကောင်ကြီးကကျွန်တော်တို့ဒုက္ခတော့မပေးဘူးကျွန်တော်တို့သွားလို့မှာဒီကောင်ဒုက္ခပေးဒီကောင်မှာအာယုကိုလန်ရွာဆောင်ကျော်သူအာယုကိုလန်တော့မရှိဘူးရွာဆောင်ကျော်သူကပြောင်းသွားတယ်အဲ့ဒါတော့ကျွန်တော်တို့ရဲ့ဧည့်သည်ဖြစ်တယ်ပမန်ပဲဖြစ်ပါတယ်ဗျရွာဆောင်ကျော်သူကြီးကအာယုကိုလန်နေပမန်ဖြစ်သွားတော့နည်းနည်းလေးကျော်နည်းနည်းခတ်မယ်ပမန်နဲ့အာယုကိုလန်လိုပဲသူ့ကိုတွားပြီးတော့လုံမှသူကဟိုဖြစ်တာပေါ့နော်ရံပြန်မှုတာပေါ့အကောင်ကြီးပဲအခုပြရတဲ့အတိုင်းပဲเนาะအမဲအောင်ဝေးုံနဲ့ပေါင်းရင်အကောင်ကြီးရာသူ့ကိုကျော်အမတော့ခိုးလိုက်တော့သူကျွန်တော်ပြန်ပြီးတော့တက်လိုက်တယ်เนาะအဲ့ခန်းလေးကိုပြည်တော်ကြည့်နေတယ်ဗီဒီယိုလေးကိုအဆုံးကြည့်လိုက်ကြတော့ကျော်ဗီဒီယိုလေးကို like and subscribe လေးတွေလုပ်ခဲ့ကြပါဦးအခုပဲနေလိုက်ပါlike and subscribe လေးလောစေတော့ပီကက်လို့ပီကက်လို့ဘောနေကြောက်ဒီစားတူးစိန်ပီကက်ဒါရဲ့လုံးဝလိုအပ်တဲ့အရာတွေအဲ့လိုကနေချက်ချင်းပဲကျွန်တော်အရှိမရောတရားတွေ့ရတယ်ကျွန်တော်ဒီမှာပေးနေချုပ်ခုတ်ပေါ်နဲ့ရောတစ်ချက်သွားမယ်အကောင်ကြီးအေးရောင်မြင်ရမလားမမြင်ရဘူးလားမသိဘူးပမန်းဆိုတဲ့နည်းနည်းတော့ကျမ်းမှာပမန်းပြောနေကြတယ်အပင်ခုတ်လိုက်ဒီဗီဒီယိုမှာတော့ပမန်းတက်လို့တည်သွားမှာတော့တည်ကြပဲပမန်းကိုသွားစားမှာဆိုတော့နေရရှိမှာညနေအောင်ဆောရတယ်ညနေဆောင်နေပြီရှောင်းပဲတော့အိတ်လိုက်ကြမယ်အိတ်လိုက်တော့မယ်ရှိမှာဒီရွာအိတ်ရှိမှာတွေ့ပမန်းတွေ့ပြီလားရွာဆောင်ချောက်ပြုတ်ကျသွားပြီရွာဆောင်ချောက်သူရွာရှိမှာတွေ့နေရပြီရောက်ရှိမှာငါပုံးနေမှရမယ်ရွာဆောင်ချောက်သူငါတွေ့သွားမှဖြစ်ဘူးတော့ဘာမှမလုပ်တော့ပါဘူးငါဘာမှမလုပ်ရင်တော့မလုပ်တော့ပါဘူးအပေါ်တော့ပြန်ရောက်ပြီဟိုတိန်ထွက်လောက်ရတော့မှာပေါ့ဒီကောင်ကြီးကအာယုလည်းလိုပဲရှောက်သွားနေတာဟောစကရီတန်းငေါ့တွေ့ရတယ်ကွာဒီညတော့ဒီရွာမှာပဲတဲလိုက်မယ်လူကောင်းကိုလည်းဟန်ဆောင်ပြီးတော့မင်းတို့ဒီရွာမှာငါတမလာတိုက်ဒီရွာမှာတမတိုက်မှာဟိုဟန်ဆောင်ပြီးတော့ချက်တော့ကြည့်ရအောင်လူမျိုးလည်းရှိုးဘူးမှမရှိဘူးထိုင်ရအိပ်ဖို့အတွက်သွားတော့ပြန်ဝင်လာနဲ့အိပ်လို့မရဘာဖြစ်တာမင်းကပြန်အိပ်မင်းကိုသွားလို့ပြောနေပြီဟမသွားဘူးလားထားရအိပ်သွားတော့ခုနိုင်ပါမိုးလင်းပြီမကြခင်မှာတော့မိုးကြီးကလင်းသွားပါပြီခင်ဗျလင်းတော့ကျွန်တော်တို့ရဲ့လုပ်ငန်းကိုဆောက်လိုက်ကြအောင်ပြင်မာလဲညတခင်ကြီးတောင်းညနေထင်တယ်ဟုတ်တာပေါ့ဦးစကလီတဲ့ဒူအောင်ကထွက်လိုက်တာပဲကောတယ်မင်းကဘာမှမလုပ်ရသေးဘူးလေမင်းကဘာမှမလုပ်ရသေးဘူးအဲ့ဒါငါ့ကိုစော်ကြတင်းဦးကျွန်တော်ဒီများစားလိုက်ပါပြီငါလာပြီဘာသာထွက်ပြေးရညငါပြန်လာခဲ့မယ်မိုးလင်းပဲဆိုခိုင်းငါနေမဲ့ဒီလုံးတော့စောက်အောင်မှာတော့တကယ်မတိုက်ခင်ဒီလုံးတော့ကတော့မြဲရအောင်စောက်ထားမှရတစ်ခုတ်မယ်
သူ့ကိုမြမလေးခုံမယ်အိမ်လုံးလုံးရအောင်ဆောက်မယ်ဒီတစ်တွေနဲ့မှအိမ်ကလုံးခိုင်မှဆောက်နေရတစ်ကတော့ဒီမှာပူရမလို့ဒီမှာဒီနာပြောလို့တစ်ပင်တော့ဝင်ဖြစ်နေနောက်မှတစ်ပင်တော့မှမရှိအဲ့ဆိုတစ်ပင်တော့မပူတော့ဘူးကျွန်တော်တို့အိမ်ဆောက်ဖို့အတွက်မြေဖြန့်မယ်နားမြေလေးဖြန့်မယ်ဒီကကြည့်တဲ့ပုံစံကြည့်ရတော့တော်ထူးကြတယ်ဟိုဘက်ကနင်းကြတယ်ဒီဘက်ကနေတာရပေါ့နော်နေစီကွေးနေပါဘောနောက်26ရာသီကအေးလေးပူလေးပေါ့သူကဘလို့လဲဆိုဟိုဘက်ဒီဘက်နှစ်ပိုင်းခွဲထားတာနှင်းကြတဲ့ဘက်နေတာတဲ့ဘက်သူမနဲ့ကြောက်လို့ဗျာကျွန်တော်ဒီအိမ်ကိုဆောက်ပြရနဲ့ကျွန်တော်ဗမန်းကိုကျွန်တော်သွားစကြည့်မယ်သူ့ကိုစမှကျွန်တော်အဆင်ပြေပါလိမ့်ဗျာသူ့မစရင်တော့ကျွန်တော်ဒီတိုင်းပဲနေရာဘာအထူးမမို့ခုတော့တိုင်ထောင်ဖို့ပါပြီကျွန်တော်ကြောက်တွေလိုတယ်ကြောက်သွားတူးမယ်ကြောက်သွားတူးရမယ်လိုရတဲ့ကြောက်တွေတော့ဒီမှာကွန်တူးရလိုက်တယ်ဗျာကြောက်ဒီဘွားတော့ပြီးရောက်ချေကိုကျွန်တော်ပေါင်ခတ်မယ်ပြီးရောက်ချေပေါင်ခတ်ပြီးရတဲ့ကျွန်တော်အပေါ်ပိုင်းနေတော့မှာပေါ့နော်ဒီပစံရပါပြီကျွန်တော်ဘလောက်ကြာအသက်ရှင်နိုင်မလဲတော့မသိဘူးအခုဒီတော့ဘာရေးရအောင်မှမတွေ့ရသေးဘူးမနက်ကတော့ဒီကောင်တွေ့ရနော်ကြောင်ကျုပ်ဘာမှမလုပ်ရာသီဥတုတွေကတော့အေးဆေးပါပဲကိုယ်တတရအိမ်လေးဆောက်ပြီးနေအောင်ပဲပြီးရင်ရွာကိုလည်းသွားအောင်လူတွေပြည်စီရွာမှာပဲတော်ကြော်နေရကျော်ကျန်းစာခင်းပါပြီကျန်းစာခင်းပါပြီကျော်ကျန်းစာခင်းပါပြီတစ်သားကုန်ရတယ်လိုရတဲ့တာရပြီဆိုတော့ကျော်ဒီမှာနောက်မှမြေကြီးနည်းနည်းတူးလိုက်ပေါ်ပိုင်းနဲ့အောက်ပိုင်းမညီမညာလုပ်လိုက်ပြီဟိုနဲ့အောက်ဆင်းမယ်အဲ့တော့ဆင်းပြီငါဗီဒီယိုရလုပ်နေငါလိုက်တဲ့တခါမှမရဗီဒီယိုတွေတင်တာ9 ဘုတ်10 ဘုတ်ရှိတယ်လိုက်တကူမှမရဂျူးရောတက်ဂျူးကဘယ်နှရ9 ယောက်6 ယောက်ဒါပဲငါဗီဒီယိုကြိုးစားပြီးလုပ်လိုက်တကူမှမရတဲ့ဟာကြီးဘယ်လိုရှင်ပြေမှာလဲဒါမရပါလေကျော်ဗီဒီယိုတယောက်နှစ်ယောက်ကြည့်နေတာကျော်ပြောတယ်တယောက်နှစ်ယောက်လောက်ကြည့်တော့ပြောတယ်ဗျာညာကြီးမကြည့်ဘူးဆိုရင်တော့မှထားလိုက်ပါအဲ့ဒါကူကကျော်ဗမန်းကိုစားမှာဆိုကျော်အိမ်ဝဲအမြန်ပြီးအောင်ဆောင်းငါခေါင်းဝန်းလည်းမမိုးရသေးဘူးခေါင်းဝန်းလည်းမိုးအောင်မယ်ခေါင်းဝန်းလည်းမိုးညနေဆောင်းရောခေါင်းဝန်းမိုးပြီးမှမဟုတ်သေးဘူးမိုးပြန်လင်းတော့ကျော်ခေါင်းဝန်းစမိုးလိုက်ခေါင်းဝန်းစမိုးမယ်ပြန်နေကျော်တော့တွိုင်းကောင်းလားမတွိုင်းကောင်းလားစဉ်းစားနေရပြီခေါင်းမိုးပေါ်ကတော့ပြီးသွားပြီနောက်ဆုံးတော့အိမ်ကြီးပြီးတော့ပြောရပြီပြီးတော့ပြောရပြီမိုးရမယ်အိမ်မိုးအောင်မယ်မိုးတော့မြေကြီးနဲ့ပဲမိုးတယ်ဒီကောင်မိုးမြေကြီးနဲ့မိုးမှန်လို့ဖို့တော့တဲရမရှားမှလည်းမသိအဲ့တော့အခုရွာမှာလိုရတဲ့ပစ္စည်းတွေကျွန်တော်တွားယူမယ်ပေါ့နော်မမစားတော့တွေပါပေါ့တွားကြော်အောင်ဘာမှမရှိတဲ့အတွက်ကြောင့်မို့ချိန်ကြီးတော့ကောင်းပါလေဘာမှမလာသေးပါဘူး let's go မြန်တော့
နောက်တစ်ပေအိမ်ဝင်ကောင်းမလဲနောက်ပေအိမ်ဝင်ကောင်းမလဲဒီအိမ်ဝင်ဒီအိမ်ဒီနဲ့ဝင်မယ်ဟော ဒီမှာမန်ပေါ်နေပြီစားတယ် ဒီနဲ့ဝင်မယ်ဘောင်းလေးကကြော်မယ်လို့ကြီးအရှိရမဖေးဘူးဒီမှာတော့တကားပြပေးသွားတယ်ကြီးရှိရကုန်တော်ရအောင်မထုတ်လို့အဲ့ဒါဒီမဲ့တမပဲဒီမဲ့အကောင်ကြီးပဲဟာဒီရောသားငေါ့ဆဲတယ်ဟာဒီရောသားဆဲရဖေးဘင်းအားတွေ့ဝင်နောက်ကရမှာဘာမှလည်းမရှိတော့ဆင်းရဲရွာနောက်တိန်ထပ်သွားဒီကွာနောက်တိန်ထပ်သွားဒီမှာလည်းဘာမှမရှိဘူးနောက်တိန်ထပ်ဝင်ဖြုံးပင်မွားရွာပြန်လာပါပြီ။ရွာပြန်လာပြီဆိုတော့အိမ်ဝဲပြန်သွားမှာပဲ Let's go မြန်တော့ချိန်ရမရှိတော့အဘာဆက်လို့ရမှာလေဟုတ်ကြံပြီးပါဦးဘရိုကြံပြီးမှရတော့ဘာဆက်လို့အောင်ပဲအာမိုင်ဝဲအတန်အမှာတော့ရတာလေတန်လေးလုံးရစိုးပါဦးတန်လေးလုံးရတာဒီတော့ငါမိုင်းတွင်းတစ်ခုလို့မိုင်းတွင်းငါတို့ရမိုင်းတွင်းရှိတယ်ဒီမှာလိုရတဲ့ကြောက်လေးတူးမယ်ဒီအောင်လေးကဘာမှမဆိုရင်ဒီမှာရာသီဥတုကတော့ပြောကြမလို့ရေလည်းမရှာဘူးမြို့လည်းမရှာဘူးပြီးရင်စောင်းရည်လည်းဖြစ်နောက်16ရက်ဘာမှမပြောင်းလဲတော့ပါဘူးအရင်လိုပါပဲကုန်းရှိနေသေးပါမရှိရတခုတော့ရှိတယ်သူကတော့မရှိတော့ပါဘူးလိုရတဲ့ကြောက်လဲရပြီဆိုတော့အပေါ်မိုးမယ်မိကြီးနဲ့မိုးမယ်ကြောက်သွားတူးမိကြီးနဲ့မိုးငါတယောက်ပဲရှိငါတော့ဘူးမညာမကောင်းဟုတ်ပြီလားအဲ့ထားလိုက်တော့မိုးရအရင်ရအောင်မိုးလိုက်တော်တော်လေးမောင်အောင်ပါပေါ့မိုးကွာမိုးကြားတယ်ဒီကနေတော်မို့ပဲလေဟုတ်တယ်မလားနေဘူးတော့ဘာမှမကန်နိုင်ကြဘူးဒီကလုံးမှုပဲနေလုံးရပြီပြောပြတော့ငါပြီးတိတ်ပြီးမလုံးကြုံသေးဘူးဘေးအပေါက်တွေနဲ့အဲ့ပေါက်တွေလည်းဖာအောင်မှာမှန်းမတွေ့ဘူးဖြစ်နေပေါက်တွေဖာပေါ်မှန်ရှိမှရမှာအဲ့ငါကြည့်လို့လာမယ်ခင်ဗျပေါ်မှာအပင်ဆိုင်မယ်မိုးဝါကြီးအဲ့တော့ကျွန်တော်ခီးကထွက်မယ်ခီးထွက်လို့မရသေးဘူးငါဘာလို့အောင်မှာမလုပ်ရရှိသေးမီးထုံးရမှာဒီမှာမီးထုံးရမှာမီးဒီဒရိုင်းနဲ့တိုင်းအရှိမှာနှစ်တိုင်းပဲရှိဒရိုင်းနဲ့တိုင်းဒီမှာပဲထုံးနှစ်တိုင်းโอเคရပြီနောက်မီးဖြတ်မယ်နောက်မှမီးဖြတ်မှရမယ်မီးဖြတ်ရမယ်နောက်မှနည်းနည်းလေးပေါ့ကမုန်းကတစ်တွေနဲ့များနေပြောနောက်မီးဖြတ်လိုက်သူကနောက်မှလမ်းဖောက်အောင်လေးမီးဖြတ်ပေါ်တော့အဲကြောင့်ကျွန်တော်လမ်းဖောက်ကျွန်တော်မှအုံနောက်ရှိပါတယ်အုံနောက်ရှိပါကျွန်တော်မှ brother တို့နားလို့မီးဖြတ်ကွာနေကျွန်တော်ချိန်တိတ်မလို့တော့ဒီချိန်မရှိဘူးအဲဒါကြောင့်အမြန်လေးတော့အမြန်လေးလုံမယ်အမြန်လေးလုံခိုင်းမှာဟာအဲ့တော့ဆက်လို့အဲ့တော့သူရပြီလို့ထင်တာပဲโอเค
ညနေတော့ဆောင်းနေပြီပဲဘာမှမလုပ်ရသေးဘူးညနေကဆောင်းပြီတော့ခက်တာပဲကွာဘာမှမလုပ်ရသေးဘူးလေဘလို့လို့ညနေကဆောင်းသွားပြန်တာတော့ဝှချုပ်လာရင်အဲ့ဗမန်းကကြောက်နေရတာကွာတို့ရာဒီဥဒူကြီးရတယ်ကွာမြန်လိုက်တာဒီလိုငါဒီမှာတဲ့ဘယ်နည်းရှိပြီလဲမသိဘူးဟိုတော်ဆိုးတာပဲအဲ့ရအောင်ကွာမေးချင်ပါဘူးဆိုမှမေးတော့လည်းမရပြန်ဘူးဟောနေရင်ကြောက်နေရလမ်းဖောက်မြန်လေးလမ်းဖောက်မယ်ဒီမေးလမ်းဖောက်မယ်ကောပြလည်းကျိုးတော့မယ်လမ်းဖောက်โอเคရပြီဒီပကြနေနေထဲလို့လည်းအဲ့တော့ကျိုးရလားရပြီကျိုးသွားပြီကောပြလည်းကျိုးသွားပြီဆိုတော့ဘာလို့အင်းရဲဝင်မှာမဟုတ်အင်းရဲလည်းမဝင်ရင်လေးကွာဘာလို့မလဲအိုးတိုးလေးတက်တော့ကွာတနာပါတူခင်ဗျာရွာချင်းချင်းလမ်းရှိုးကြည့်ရချင်းကြီးကတော့ပုံမှန်ပါပဲထူးခြားကြတော့မရှိပါဘူးတော့မလိုတဲ့ပစ္စည်းလေးတွားယူလိုက်အောင်မယ်တော့တဲ့တော့ဗမန်းရှိအောင်တော့မတွေ့ဘူးလေချင်းကြီးကောင်းနေဒီကောင်တွားရှာကြည့်ရဗမန်းကတွားရှာမယ်အေးအောင်ဗမန်းမင်းမမလေးဟဲ့အောင်ဟမ်ထွက်ခဲ့ရအောင်မင်းကပညာပေးဖို့အေးအောင်ဗမန်းကြားလားဗမန်းတော့ကြည့်စကလီတန်တော့တွေ့ပြီစကလီတန်နဲ့ချမှာစကလီတန်တော့မနိုင်ဘဲနဲ့ဗမန်းကိုတွားပြီးချခြင်းနဲ့ငါတယောက်တည်းရှိနော်ငါတယောက်တည်းရှိမနိုင်ဘဲနေမလားစကလီတန်တော့ကတော့မင်းရလေစကလီတန်တော့မနိုင်ဘဲနေမလားရပြီโอเคဒီဘက်ကနေရသည်ဟိုဘက်ကနေရသည်သူမကြောက်လို့ပဲတဝက်ပြသည်အဲ့ကောင်းမလားဒီကောင်လေးနေရတော့ဥရပဲကွာဗီလေဂျာတွေတော်ဆိုးဆိုးပဲသူတို့အိမ်ရဲ့သူတို့တီးတာချိန်ကတော့မှီရဒီကောင်တွေကပြောနေကြတယ်ကြော်ခုပဲကြောအိမ်မပြန်သွားလိုက်ရမယ်ပိုကောင်းမယ်နဲ့တူတယ်အချိန်ကြီးကတော့ပုံမှန်မဟုတ်တော့ဘူးကြောထင်တာမအောင်ဆိုရင်တော့အချိန်ကြီးပုံမှန်မဟုတ်တော့ဘူးကြောအဲ့လိုလည်းမရဘူးဖြစ်နေတယ်ကြောအဲ့လိုမရဘူးဆိုကြောဘယ်လိုသွားလို့မလဲချိန်ကြီးကတော့ပုံမှန်တော့ဒီတိုင်းပဲပြီးဒီလိုပဲပြီးနေနေကြောမိုးလင်းသွားပြီရှိမှငါကလည်းဗမန်းကိုတွေ့တယ်ကွာဗမန်းကိုသွားစားကြည့်ရအေးမတွေ့ဟဲ့အောင်ဗမန်းလာမင်းလာခဲ့ဒီကောင်ငါ့မကြားကြအောင်ဆောင်းလိုက်သည်မကြားကြအောင်ဆောင်းတော့မင်းကိုပညာပေးရသေးတယ်ဟောတွေ့ရတယ်ဆိုရောခဲကြပါလှုပ်လို့မရတော့